အားလုံးပဲမင်္ဂလာပါခင်ဗျာဘေးအော့လေတွေပျောက်သွားလို့ရှိရင် export လုပ်တဲ့သူတယောက်ကခါဂိုတွေသွားထုတ်လို့မရဘူးဆိုတာကိုသိပါသလားဒီနေ့မှာတော့ဘေးအော့လေတွေ BL ဆိုတာဘာလဲဘာကြောင့်ရေးကြီးလဲဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဘေးအော့လေတွေ BL ဆိုတာ shipping line ပို့ဆောင်ရေး company တစ်ခုကထုတ်ပေးတဲ့တရားဝင်စာရွက်စာတမ်းတစ်ခုဖြစ်ပါတယ်ဒီစာရွက်ထဲမှာဘသူကပစ္စည်းကိုပေးပို့တာ shipper ဘသူကပစ္စည်းကိုလက်ခံမှာ consignee ဘာပစ္စည်းကိုပို့တာဘယ်စိတ်ကန်းကနေပြီးတော့ထွက်ပြီးတော့ဘယ်စိတ်ကန်းကိုရောက်မှာစတဲ့အချက်လက်တွေပါဝင်ပါတယ် Bill of Lading မှာရေးကြီးတဲ့ function ၃ခုရှိပါတယ်ပထမတစ်ခုက contract of carriage carrier နဲ့ shipper ကြားသယ်ယူပို့ဆောင်ရေးစာချုပ်ဖြစ်ပါတယ်ဒုတိယတစ်ခုက receipt of goods cargo ကို carrier ကလက်ခံရရှိပြီးဖြစ်ကြောင်းအထောက်အထားဖြစ်ပါတယ်တတိယတစ်ခုက document of title cargo ကိုပိုင်ဆိုင်ကြောင်းပြတဲ့တရားဝင်စာရွက်စာတမ်းဖြစ်ပါတယ်ဥပမာထိုင်းနိုင်ငံကနေပြီးတော့အိန္ဒိယကိုစောင်းအုပ်စီတွေတင်ပို့တယ်ဆိုပါစို့ shipping line ကနေပြီးတော့သင်္ဘောထွက်ပြီးတဲ့နောက်မှာ Bay of Lading ကိုထုတ်ပြီးမယ်အိန္ဒိယဘက်ကနေပြီးတော့သင်္ဘောဆက်ရောက်လို့ cargo ကိုသွားထုတ်ယူတဲ့ချိန်မှာ Bay of Lading ကရေးကြီးတဲ့စာရွက်စာတမ်းတစ်ခုဖြစ်လာပါတယ်နောက်တစ်ခုသိထားသင့်တာက original Bay of Lading ဆိုရင် cargo ထုတ်ယူဖို့မူရင်းစာရွက်စာတမ်းလိုအပ်ပါတယ်အားကြောင့် Bay of Lading ကိုရိုးရိုးသယ်ယူပို့ဆောင်ရေးစာရွက်စာတမ်းတစ်ခုလို့ပဲမမြင်ပါနဲ့နိုင်ငံတကာကုန်စည်ပို့ဆောင်ရေးမှာ cargo ထုတ်ယူဖို့အတွက်အင်မတန်မှရည်ကြီးတဲ့ document တွေထက်ကတစ်ရွက်ဖြစ်ပါတယ်အခုလိုမျိုးဗီဒီယိုတွေကိုစိတ်ဝင်စားရဲဆိုရင် like and share လေးလုပ်ပေးသွားပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ